အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွှန်တော်ရပါကျွန်တော်အားလုံးကိုငွေကြေးနဲ့ပတ်သက်ပြီးတော့မှငွေကြေးကံတွေကိုပိတ်ဆို့စေတတ်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တရုတ်ဖုန်းရှည်ပညာရပ်မှာစွမ်းအင်စီးဆင်းမှုကိုခြီလို့ခေါ်ပါတယ်အဲ့တော့စွမ်းအင်စီးဆင်းမှုကိုပိတ်ဆို့တာကဒီငွေကြေးစီးဆင်းမှုကိုပိတ်ဆို့တာနဲ့အတူတူပဲလို့လည်းယူဆသတ်မှတ်ကြပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီဖုန်းရှည်ပညာမှာရေဆိုတာကငွေကြေးနဲ့ဓနဥစ္စာကိုကိုစားပြုပါတယ်ကျွန်တော်တို့ရဲ့အိမ်မှာပုံမှန်ရေတွေကနေပြီးတော့မှရေတွေတစ်စက်ကျနေတာမျိုးတွေရေပိုက်တွေပေါက်ပြင်းနေတာမျိုးတွေရှိမယ်ဆိုရင်တော့မိတို့ရဲ့ငွေကြေးတွေကဒီအလဟတ်သက်ရုပ်ဖိတ်တာမျိုးတွေဆုံးရှုံးတာတွေဖြစ်စေတယ်လို့ဆိုပါတယ်ဗျပြီးတဲ့အခါမှာကျွန်တော်တို့ဒီအိမ်မှာရှိနေကြတဲ့အိမ်သားပေါ့နော်အိမ်သားတွေထဲမှာအိမ်သားအဖုံးပုံမှန်က2မျိုးရှိပါတယ်ဗိုလ်ဒါအိမ်သားရှိမဲ့အိမ်တွေရှိတယ်ချို့အိမ်တွေကတော့ဗိုလ်ဒါအိမ်သားမဟုတ်တဲ့အိမ်တွေရှိတာပေါ့ဗိုလ်ဒါအိမ်သားတွေအများစုမှာအဖုံးပါလာပါတယ်အဲ့တော့အိမ်သားအဖုံးတွေကိုဖွင့်ထားတာမျိုးတွေနောက်ရေချိုးခန်းတွေမိဖို့ကြောင့်မှရှိတဲ့ရေစင်းပေါက်တွေရှိပါလိမ့်မယ်အဲ့ဒီရေစင်းပေါက်တွေကိုလည်းကျွန်တော်တို့ဒီတေးချာချာမဖုံးအုပ်ထားတာမျိုးတွေရှိမယ်ဆိုရင်တော့ကျွန်တော်ရဲ့မွေးကြီးတွေကဒီမြောင်းပေါက်ထဲကိုမျောပါစေတတ်တယ်လို့လည်းယူဆသတ်မှတ်ကြပါတယ်ဗျအဲကြောင့်မလို့အိမ်မှာပေါ့နော်ရေရောစိတ်မှုတွေရှိနေတာမျိုးတွေရှိနေမယ်ဒါမှမဟုတ်အိမ်သာဖုံးတွေအများအားဖွင့်ထားတာမျိုးတွေရှိမယ်ဆိုရင်ဒါလေးတွေကိုပိတ်ဆို့ခြင်းအဖြစ်ဒီမွေးကြီးစီးဆင်းမှုကိုတတ်တာစေပါတယ်ပေါ့ပြီးတဲ့အခါမှာမိရဲ့အိမ်မှာပေါ့ကျိုးပဲ့နေတဲ့ပကံလုံးတွေရှိမယ်ဖတ်တွေရှိမယ်အကွဲနေတဲ့မှန်တွေရှိမယ်နောက်ပြီးတော့အလုံးမလုံးတော့တဲ့လျှက်စစ်ပစ္စည်းရှိမယ်ဆိုရင်တော့ချို့တက်ခြင်းကိုကိုစားပြုပါတယ်အဲ့တော့အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ရက်တက်နေတဲ့ဒါမှပြက်နေတဲ့နိုင်တွေကအချိန်ရက်တက်ခြင်းကိုကိုစားပြုပြီးတော့မှဘဝတိုးတက်ရေးနဲ့ငွေကြေးစီးဆင်းမှုကိုလုံးဝရက်တက်သွားစေတတ်တယ်လို့လည်းယုံကြည်ကြတယ်အဲ့ဒါကြောင့်မလို့အိမ်မှာပေါ့နော်ဒါမျိုးတွေရှိမယ်ဆိုရင်တော့လွတ်ပစ်ပါသို့မဟုတ်ရင်လည်းတီးကြအခန်းထဲမှာတီးတန့်ထားခြင်းဖြစ်ကျွန်တော်တို့နိုင်ငံတွေမှာဆိုရင်ကျွန်တော်တို့ပစ္စည်းကိုတီးတန့်ထားတဲ့ကိုတောင်တွေရှိတယ်အဲ့ကိုတောင်တွေမှာထည့်ထားကြတာပေါ့နော်မြန်မာနိုင်ငံမှာကျတော့အဲ့လိုမျိုးမရှိကြဘူးဒီတိုင်းပဲပြီးဆိုလည်းထားလိုက်ကြမျိုးတွေများပါတယ်ပြီးတော့မှပကံခွက်ရောက်တွေကအာဟာရနဲ့ကြွယ်ဝခြင်းကိုကိုစားပြုတယ်အဲ့တော့ဒီပကံခွက်ရောက်တွေကွဲနေတဲ့ပကံတွေရှိမယ်ဆိုရင်ဒါတွေနဲ့ဆက်တောက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကံတမကံတရားတွေကိုအကွဲစေတယ်ထိခိုက်စေတယ်ပေါ့နော်ပြီးတဲ့အခါကျတော့ပါလဲဆိုတော့ကျွန်တော်တို့ရဲ့အိမ်အဝင်ဝဆိုတာကစွမ်းအင်တွေကစပြီးတော့ဝင်ရောက်တဲ့နေရာမောက်ဆော့ချီလို့ခေါ်ပါတယ်စွမ်းအင်ဝင်တဲ့လမ်းကြောင်းတွေပေါ့နော်အဲ့တော့အိမ်အဝင်ပေါက်မှာဖက်နှက်တွေဒါမှမဟုတ်ပစ္စည်းတွေရှုပ်ပွားနေရဆိုရင်လည်းအဲ့အိမ်မှာလိုအပ်တဲ့ငွေကြေးတွေဝင်လာတာမျိုးတွေမရှိတတ်ဘူးလို့ဆိုပါတယ်အဲ့တော့မိမိရဲ့အိမ်အဝင်ဝါကနေပြီးတော့ဝင်လိုက်မယ်ဝင်ပြီးတော့ဘယ်ပတ်အစုံဆုံးရှိတဲ့တောင်ပေါ့အဲ့ဒီတောင်ကိုကျွန်တော်တို့ကပစ္စည်းတဏချမ်းသာကိုပေးတဲ့ဒီတောက်ဌာနလို့သတ်မှတ်ကြပါတယ်အဲ့ဌာနမှာအမိုက်ပုံးတွေထားတာဒါမှမဟုတ်အညစ်ပတ်နေတာအဲ့ဒီနေရာမှာတည်နေတဲ့တစ်ပင်ပန်းပန်းတွေစိုက်ထားတာမျိုးတွေရှိရဆိုရင်မွေးကြေးကံကိုလည်းအကြီးကျယ်ပိတ်ဆို့စေတတ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီเนาะအဲ့တောင်တွေမှာဒါမျိုးတွေရှိမယ်ဆိုရင်အဲ့ဒါနေရာတွေမှာကောင်းတဲ့အရာတွေကိုပဲထားခြင်းအပြင်လက်လာပါတွေတိုးတက်စေတယ်လက်လာပါတွေကိုကောင်းမွန်စေတယ်ပေါ့နော်နောက်ပြီးတဲ့အခါကျတော့ပါလဲဆိုတော့ဟုတ်ပြီကျွန်တော်ကပါလဲနောက်ချက်ကြတော့ပါလဲဆိုတော့ကျွန်တော် law of attraction လို့ခေါ်တဲ့ဒီစွဲငင်ခြင်းနိယာမတရားရှိပါတယ်အဲ့ဒါပဲအဲ့တရားကကျွန်တော်တို့ရဲ့စိတ်ကူးစိတ်သန်းတွေကကျွန်တော်တို့ရဲ့လက်တင်ဘဝကိုဖန်တီးပါတယ်ဆိုတာမျိုးရှိပါတယ်ဒါ law of attraction လို့ခေါ်တယ်အဲ့တော့မွေးကြေးတွေအကုန်လုံးကဥမာချုပ်တူတွေတက်ရှိတယ်ပတ်စံဝင်ပြီဆိုတာနဲ့ငါမကောင်းတာတွေလုံးပြီးတော့မယ်မကောင်းတာတွေသုံးပြီးတော့မယ်မကောင်းတာတွေဖြုံးပြီးတော့မယ်ဆိုတဲ့အတွေးမျိုးတွေဖြစ်မယ်ဆိုရင်လည်းအလိုလျောက်မိမိရဲ့မွေးကြေးကံကိုမဝင်အောင်တတ်မှတ်လိုက်တာနဲ့အတူတူပဲလို့လည်းယူဆကြပါတယ်အဲကြောင့်မလို့အဲ့လိုမျိုးတွေမတွေးပြီးလို့လည်းအကြံပေးလိုပါတယ်ပြီးတဲ့အခါမှာအချုပ်တူတွေကရှိပါတယ်လူတိုင်းမှာတော့မွေးရှားတာခက်ခဲပါလိမ့်မယ်ကြက်တဲပါလိမ့်မယ်မွေးကြေးညံ့ပါလိမ့်မယ်ဒါပေမဲ့ငါရမ်းမွေးရှားတာရမ်းခက်တာပဲငါတက်တော့ဘယ်တော့မှလည်းလောင်းကမှာမဟုတ်ဘယ်တော့ပဲရှာကြငါတက်အစီအမပြေမှာမဟုတ်ဘူးဆိုတော့အတွေးခေါ်မှုတွေကကြောက်ရွံ့မှုတွေနဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေပြီးတော့မှအနာဂတ်မှာဝင်လာမဲ့ပတ်စံတွေကိုလုံးကိုလည်းတွန်းထုတ်စေတတ်ပါတယ်နောက်ပြီးတဲ့အခါမှာပါလဲဆိုတော့မနာတူတာတွေညှင်းညူတာတွေအဲ့ဒါပါလဲဆိုတော့ချမ်းသာတဲ့သူတွေအားလုံးကိုကတော့ချမ်းသာနေတာမနာလို့ဝင်တိုတာမျိုးတွေဒါမှမဟုတ်မိမိရဲ့ငွေကြေးချို့တက်မှုတွေပေါ်မှာအမြဲတမ်းညှင်းညူပြောဆိုနေတာမျိုးတွေကမရှိခြင်းလို့ခေါ်တဲ့စွမ်းအင်ကြိမ်နှုန်းကိုအကြိမ်ကြိမ်ထုတ်လွှတ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့စင်ရဲခြင်းနံပါခြင်းပုံပုံမရှိခြင်းကိုလည်းဖြစ်စေပါတယ်နော်ကဲဒါတွေကကျွန်တော်တို့နော်ဒီနေရာမှာတရားတွေပေါ့ဒီနေရာမှာထပ်ပြီးပြောချင်တာကဘာလဲဆိုပတ်စံဝင်တဲ့နေရာမှာလဲကဲကံကံကြီးအကျိုးကျွန်တော်တို့ကထားပါတော့ဒီသက်ဆိုင်တဲ့အရာတွေကိုလောက်ထားတယ်ပတ်စံတွေကမဝင်လာဘူးလက်လာပါတွေတိုးအောင်လို့လက်ပွင့်အစီရင်တွေလက်ပွင့်ရရတွေလက်ပွင့်ကာရာတွေရွတ်တယ်လက်လာပါမဝင်လာဘူးဆိုအရင်ဆုံးကိုရဲ့မိမိရဲ့နော်ဒီအိမ်မှာသုံးနေတဲ့ဝင်ငွေကရသမျှအကုန်လုံးကိုသုံးလိုက်မယ်ဆိုရင်တော့ငွေရကြမှာမဟုတ်ဘူးအဲ့တော့ဝင်ငွေထက်ပုံသုံးနေမယ်ဆိုရင်လည်းအဆင်ပြေမှာမဟုတ်ဘူးနောက်ပြီးမြို့ရဲ့အသုံးစိတ်တွေကိုလည်းမှတ်တမ်းမတင်ထားဘူးငွေဘလို့ကုန်လုံးကုန်သားမှမသိတာမျိုးဆိုရင်လည်းငွေစီမံမှုတွေမရှိတာနဲ့တူပဲငွေစီမံမှုမရှိတဲ့သူကလည်းငွေကြေးအဆင်ပြေလာမှာမဟုတ်ဘူးနောက်ကြတော့ပါလဲဆိုတော့အခွင့်အရေးအသစ်တွေ
ခက်ကအမြဲတမ်းတိုးတက်နေတာအဲ့ပေါ်မှာအလုပ်ပညာကျွမ်းကျင်မှုတွေတစ်တွေကိုလေ့လာခြင်းအဖြစ်လည်းမိမိရဲ့ဝင်ငွေအခွင့်အလမ်းတွေကိုလည်းတိုးစေတယ်ဒါမျိုးတွေမလေ့လာဘူးဆိုရင်လည်းငွေခွင့်တန်းတွေနည်းစေတယ်နောက်ပြီးတော့နောက်အကျွေးတွေယူတာမျိုးနော်အဲ့ဒါမျိုးဆိုတာလည်းပို့ပြီးတော့ခက်ခဲစေတယ်ပတ်စံမရှိလို့ယူရတယ်ဆိုတာဟာမျိုးထက်ပေါ့နော်အကျွေးတွေယူခြင်းကလည်းမိမိရဲ့အခြေအနေကိုပုံမခက်ခဲသွားစေတယ်အဲ့ကြောင့်မလို့ကျွန်တော်အနေနဲ့ပြောချင်တာတော့ကြားတော့ပါလဲဆိုမိမိတို့ရဲ့အိမ်မှာရှိနေတဲ့ကျွန်တော်ပြောတဲ့အရာလေးကိုလုပ်ကြည့်ပေးပါစောင့်နေကြည့်ပေးပါအဲ့ကနေပြီးတော့ဖြည်းဖြည်းနဲ့မိမိရဲ့ဝင်ငွေကိုနော်ထိခိုက်စေတဲ့အရာတွေအားနည်းလာပြီဆိုတာနဲ့မိမိရှိမှာတိတတာဝင်ငွေတွေတိုးပွားလာစေတတ်ပါတယ်ဗျာအားလုံးပဲအဆင်ပြေချောမွေ့ကြပါစေ